အားလုံးပဲမင်္ဂလာပါရှင်။ You are Tail ကနေကြိုဆိုပါရယ် တစ်ချိန်ကဆိုင်းလန်းထူထဲတဲ့တောနက်ကြီးတစ်ခုရှိတယ်။တစ်ပင်တွေကကောင်းကင်ကိုလုံးဝဖုံးအုပ်ထားသလိုမိုးကောင်းကင်အောက်မှာကြီးမားတဲ့အမိုးတစ်ခုလိုဖြစ်နေတယ်။တညာနေခင်းမှာတော့ဖခင်ဝင်းပလွေတကောင်ဟာသူ့မိသားစုအတွက်အစာရှာဖို့တိတ်တဆိတ်ကူထဲတာထွက်လာပြီးတောထဲကိုလှဲ့လှဲ့ရှာဖွေနေခဲ့တယ်။အဲ့ဒီအချိန်မှာသူတစ်ခါမှမကြားဘူးတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်။သူအနာကိုတေချာကြည့်လိုက်တော့ထူထဲတဲ့ခြုံပုတ်ကြားထဲမှာလူသားကလေးငယ်တစ်ယောက်ကိုတွေ့လိုက်ရတယ်။ဒါကလူသားကလေးပဲလို့သူပြောပြီးအနာမဖြစ်အောင်ပါးစပ်နဲ့ကိုက်ပြီးတိတ်တဆိတ်ယူဆောင်ကကူးစီကိုပြန်တဲလာခဲ့တယ်။အဝေးကနေမီးတောက်လိုမျက်လုံးတွေရှိတဲ့ကြားကြီးတစ်ကောင်ကဒါကိုမြင်နေခဲ့တယ်။သူကအဲ့ဒီကလေးကိုရွာတရွာကနေသူကိုယ်တိုင်ဖမ်းလာပြီးစားမယ်လို့စဉ်းစားထားတာ။ဒါကြောင့်ဝင်းပလွေတွေကိုမကျေနပ်စွာနဲ့တိတ်တဆိတ်လိုက်ကြည့်နေခဲ့တယ်။ဒါပေမဲ့မိခင်ဝင်းပလွေကတော့ကလေးကိုမြင်တာနဲ့အယမ်းကျေနပ်စွာကြိုဆိုလိုက်တယ်။အခုကစားပြီးသူကိုမောင်မောင်လို့ခေါ်မယ်လို့သူမပြောတယ်။ အဲ့ဒီနေ့ကစပြီးမောင်မောင်ကဝမ်ပလွေမိတောက်စုနဲ့တောထဲမှာကြီးပြင်းလာခဲ့တယ်။မိခင်ဝမ်ပလွေကသူ့ကိုနှိုးတိုက်ပြီးကိုယ်တိုင်သားတယောက်လို့ဆောင်ရှောက်ပေးတယ်။မောင်မောင်လည်းတောတိရစားအာနုံနဲ့မိတ်ဆွေထည့်လာပြီးတစ်ပင်နေကြကနေလှုပ်ရှားသွားလာရင်ဖြိုရွှင်စွာကစားနေခဲ့တယ်။တစ်ဖက်မှာတော့ကြာခီကတားခွင်အေးတစ်ခုရဖို့စောင့်ကြည့်နေခဲ့တယ်။နောက်ထပ်နေ့မှာဝမ်ပလွေအုပ်စုခေါင်းဆောင်အကီလာကညံကြီးမားတဲ့ဝမ်ပလွေတွေဖွတ်တဲ့ဖာလူနဲ့ဘီကီလာကိုခေါ်ပြီးမောင်မောင်ရဲ့အနာဂတ်အကြောင်းဆွေးနွေးတယ်။လူသားကလေးတွေဟာညံအញ្ញမ်းတောင်းတယ်။တောရဲ့ဥပဒေတွေကိုတေချာသင်ပေးရမယ်လို့အကီလာကပြောတယ်။အဲ့ဒီနောက်ဘာလူကမော်ဂလီကိုတစ်ပင်တက်နေတတိနဲ့အပြားရည်ရှာနီးတွေသင်ပေးတယ်။ဘီကီလာကတော့တောထဲကအန်ဒရဲတွေကိုတည်မြင်ပြီးရှောင်းနီးတွေသင်ပေးတယ်။မောင်မောင်ကတဖြည်းဖြည်းနဲ့တန်မာလာပြီးတစ်တော်ထဲမှာလင်းမြန်းစွာပြေးနိုင်ရေကူးနိုင်တဲ့ကလေးတယောက်ဖြစ်လာတယ်။ဒါပေမဲ့တနေ့မှာတော့မော်ဂလီရဲ့ဝမ်ပလွေညီအကိုတယောက်ဟာလူသားတွေထောင်ထားတဲ့တန်ချောင်းထောင်ချောက်ထဲမှာပိတ်မိသွားတယ်။ကြာကြီးကအဲ့ဒီချိန်ကိုအတုံးချပြီးလာစားမယ်လို့ကြံနေခဲ့ပြီးမယ်မောင်မောင်ကညံကိုသုံးလေးအမြန်ဆုံးသူ့ညီကိုကဲထုတ်လိုက်တယ်။အဲ့ဒီနောက်ကြာကြီးကဒေါသအလွန်ထွက်သွားတယ်။သူမနိုင်တော့တာကိုတည်သွားတဲ့အခါမှာတော့ဘန်ဒါလော့လို့ခေါ်တဲ့စိုးသွမ်းနဲ့မြောင်အုပ်စုစီသွားပြီးမောင်မောင်ကိုဖန့်ခိုက်လိုက်တယ်။ တနေ့မှာမောင်မောင်ကမိုးမရခင်အင်ခေါင်မိုးတစ်ခုလိုအကာအကွယ်လုပ်နေချိန်မှာမြောက်တွေကတိတ်တဆိတ်ဝင်ရောက်ဖမ်းဆီးပြီးသူ့ကိုတောထဲမှာရှိတဲ့ပျက်စီးနေတဲ့မြူဟောင်းစီခေါ်သွားတယ်။မောင်မောင်ကမကြောက်ဘဲညံကိုသုံးပြီးလွတ်မြောက်ဖို့နီလန်းရှာတယ်။အဲ့ဒီအချိန်မှာသူငှက်တကောင်ကိုမြင်ပြီးငါတို့ကတတင်သားတဲ့ထစ်တဲ့ငါတလင်းကိုဘာလို့နဲ့ဘီဂီယာစီပို့ပေးပါလို့အော်ပြောလိုက်တယ်။ငှက်ကလည်းသူ့ကိုကူညီဖို့လက်ခံပြီးပြန်သွားတယ်။နောက်ဆုံးမှာတော့ဘာလူဘီဂီယာနဲ့ညံကြီးမရဲ့မွေကြီးကာတို့ပူပေါင်းပြီးမော်ဂလီကိုကဲတင်ဖို့ရောက်လာခဲ့တယ်။မြူဟောင်းတွေမှာတိုက်ခိုက်မှုတွေဖြစ်ပြီးမြောက်တွေကထွက်ပြေးသွားတယ်။ကာရဲ့အစွမ်းကြီးတဲ့အမီးတစ်ချက်နဲ့မြောက်အုပ်စုတွေပျက်စီးသွားပြီးမောင်မောင်လွတ်မြောက်သွားခဲ့တယ်။နောက်ဆုံးမှာတော့မောင်မောင်ကသူ့မိတ်ဆွေတွေနဲ့ပြန်တွေ့ပြီးအိမ်ကိုပြန်လာနိုင်ခဲ့တယ်။ကြာကြီးလဲစီးလုံးနဲ့သူ့တို့ကိုအနိုင်မရနိုင်တော့မှန်းသိပြီးလက်စားချေခြင်းကိုအဆုံးသတ်လိုက်ရတယ်။ အချိန်လေးကြာလာတဲ့အခါမောင်မောင်ကအရွယ်ရောက်လာပြီးတောထဲကအရာအားလုံးကိုနားလေကျွမ်းကျင်တဲ့လူငယ်တစ်ယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့တင်းကြီးမှာတော့သူ့နှလုံးသားကသူ့ကိုလူသားငယ်နေတဲ့ရွာဘက်ကိုဆွဲခေါ်သွားတယ်။အဲ့ဒီမှာသူ့ကိုတွေ့တဲ့အမျိုးသမီးတစ်ယောက်ကသူ့လေပင်ပေါ်ကအထူးအမက်တစေကိုမြင်လိုက်တယ်။နင်ငါပျောက်သွားတဲ့သားလေးပဲလားလို့သူမတုံလို့စွာမေးလိုက်တယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ကတားအမိတွေဖြစ်ကြောင်းသိလိုက်ကြတယ်။မောင်မောင်ကလူသားမိသားစုနဲ့ပြန်လည်တွေ့ဆုံခဲ့ပေမဲ့သူ့ကိုကြီးပြင်းစေခဲ့တဲ့တောကြီးနဲ့သူ့ရဲ့မိတ်ဆွေတရိษံတွေကိုတော့ဘယ်တော့မှမမေ့ခဲ့ဘူးတဲ့ကွယ်။ဒီလိုနဲ့ပုံမြင်တွေကပြီးဆုံးသွားလေတဲ့